ဖက်ရှင်တွေကတော့မျက်လုံးပြူနေရပဲငေးကြည့်နေရတယ်ပေါ့နော်မတင်တာဘူးအဲ့လိုမျိုးကြီးကိုပြင်းပြအဲ့လိုမျိုးကြီးဝှလိုက်မယ်လို့ကိုကျွတ်တို့အဲ့လိုဝှလိုက်မယ်မတင်တာပဲနဲ့ပြူပြီးတော့ကြည့်နေရတယ် လာလုံးနေနဲ့နင့်တို့ကိုက်လိုက်မယ်အာကိုက်နင့်တို့ကြိုက်ပါ get up me on me in la pamigo titlo be tu ပီတိပြရမှာကိုကိုတိုင်းလည်းအဲ့တော့ကမကြည့်ရသေးဘူးပြီးတော့ယောက်ျားကကျွန်တော်ဇလန်းပဲရေးပေးထားတာဇညွန်းဆရာရာဇဝင်ကိုကဘယ်လိုတွေလဲဆွမ်းပြထားမှမသိဘူး တကယ်ဆိုလို့ရှိရင်စားတဲ့နေကျမရှိမိဖို့ကောင်းတယ် သူတို့လင်မယားကြားနေတာဖွင့်ပြောလို့မရတဲ့အခက်အခဲတစ်ခုငါကြားတွေကဝင်ပြီးတော့ကိုကြီးပြီးဖြည့်ရှင်းပေးတယ်မျိုးကဘလို့လက်ရတွေနဲ့ပြိသက်တွေကိုဖန်ဆားမလဲလူငယ်တွေကိုဘယ်လောက်ထိနော်ဒါဇလန်းရွေးချယ်မှုကိုကြည့်လိုက်တာနဲ့ဟိုခင်းနဲ့ဘယ်လောက်ကိုက်ညီတွေလဲဆိုတာတော့ဒါတွေ့ရမှာပေါ့နော်ဒါပေမဲ့ဦးမျိုးရဲ့ကားထဲမှာတော့ရိုက်ချက်တွေနဲ့နော်ဒါတွေကိုဘလို့ညွှန်ကြားမလဲဆိုတာတော့အခုမကြခင်ကြည့်ရတော့မှာကိုချစ်လို့ယူထားတဲ့ယောက်ျားတစ်ယောက်ကတခြားယောက်ျားတစ်ယောက်ကြောင့်အသေးခွဲနေတာနေတိုင်ပဲပေါ့လားကျမဘဝလူစင်မမီအောင်မလုံးနဲ့မောင်ရဲ့ဒါတော့ဒါရိုက်တာဦးမျိုးရဲ့ဒါမကြည့်ရတာကြားတဲ့နော် romance drama လေးပေါ့နော် romance drama မှာသူကလည်းထူးထူးခြားခြားခင်းနဲ့လျော်ညီအောင် LGBT theme လေးနဲ့ရိုက်ထားတာဆိုတော့အရန်ထူးခြားတဲ့ကားလေးအဲဒါကြောင့်လာရောက်ပြီးကြည့်ရှုအားပေးကျင်တာပါပြီးတဲ့ခါကျတော့ဦးမျိုးကကျွန်တော်တို့ငငယ်တည်းကအရန်ကိုလေးစားခဲ့ရတဲ့ဦးမျိုးရဲ့လက်ရာတွေကြည့်ပြီးတော့ကျွန်တော်တို့ကသင်ဆရာမြင်ဆရာပေါ့နော်တကယ်လည်းအပြင်မှာလည်းသင်ဆရာလည်းဖြစ်ဖောက်ပါတယ်အဲဒါကြောင့်ဒါဦးမျိုးကားကိုလာပြီးတော့ဝန်းရအားပေးတာပါဟုတ်ဦးမျိုးကကျတော့ဘယ်လိုပြောမလဲစာလည်းအရန်ဖတ်တယ်ဦးမျိုးနဲ့အပြင်မှာလည်းအရန်ခင်မင်ရင်းပြီးတော့သူစကားပြောနေရင်သူအနုပညာအကြောင်းတွေပြောနေရင်စာအုပ်အကြောင်းတွေပြောနေငေးနေရတယ်အဲ့ပြီးတော့သူခင်းနဲ့လည်းတကယ်လူငယ်တွေကိုလည်းအရန်ချစ်ပြီးတော့ခင်းနဲ့လည်းဘယ်တော့မှဟိုမကွာဟတဲ့เนาะဒါလူကြီးဒရိုက်တာပေမဲ့ဒါသူ့ရဲ့ရိုက်ချက်တွေပါတွေကဒါညီမတို့လည်းသိပါတယ်အရန်ခင်မီစမ်းတစ်တယ်เนาะအဲ့တော့သူကားတွေကလည်းတကယ်ဟိုအောင်မြင်ကြော်ကြားခဲ့တဲ့ကားတွေအကိုဆိုလည်းသူကားတွေထဲမှာဆိုရင်ဒုတိယမြောက်ရိုမီယိုတို့နောက်တစ်ခါကြည့်ပြအောင် negative တို့ဆိုအရန်ကြိုက်ခဲ့တယ်ဗီဒီယိုမှာဆိုလည်းနင်းစီဝိုင်နဲ့เนาะမျိုးကဒရိုက်တာတကယ်တစ်ခစ်ဖြစ်ခဲ့တာလေတစ်ခစ်ဖြစ်ခဲ့တာဆိုတော့အခုကျတော့ဒီ2026မှာဦးမျိုးကဘလို့လက်ရတွေနဲ့ပြိသက်တွေကိုဖန်ဆားမလဲလူငယ်တွေကိုဘယ်လောက်ထိနော်ဒါဇလန်းရွေးချယ်မှုကိုကြည့်လိုက်တာနဲ့ဟိုခင်းနဲ့ဘယ်လောက်ကိုက်ညီတွေလဲဆိုတာတော့ဒါတွေ့ရမှာပေါ့နော်ဒါပေမဲ့ဦးမျိုးရဲ့ကားထဲမှာတော့ရိုက်ချက်တွေနဲ့နော်ဒါတွေကိုဘလို့ညွှန်ကြားမလဲဆိုတာတော့အခုမကြခင်ကြည့်ရတော့မှာဟုတ်တယ်ပိုစတာတွေနဲ့သူတင်လိုက်တဲ့တီဇာတွေ clip လေးတွေနော်ဓာတ်ပုံလေးတွေကအရန်ကိုစိတ်ဝင်စားဖို့ကောင်းနေတယ်နော်အရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အပြင်ဒါကျွန်တော်တို့ဒီဘက်ခေတ်ဆိုလို့ရှိရင်ဒါဒီ LGBT တင်းဆိုလို့ရှိရင်ကျွန်တော်တို့စင်စားတော်တော်တင်းကျပ်ပါတယ်ဒါပေမဲ့တင်းကျပ်တာဦးမျိုးကနော်ဘယ်လိုလေးတွေအမှုပညာဆန်ဆန်နဲ့ဘယ်လိုတင်ပြသွားမလဲပေါ့နော်ဒါလေးတွေကို꿰ပတ်ပြီးတော့ဟလာရိုက်ပြထားတာလေးကအရန်အမှုပညာမြောက်ပါတယ်နောက်ပြီးတော့ဒါ LGBT ကားဆိုပေမဲ့ LGBT ကားတွေလူများတွေ့တယ်လို့ပုံမျိုးပေါ့နော်ဒီမိန်းကလေးလိုပုံစံလောက်ဝတ်တာမဟုတ်ဘဲနဲ့ဒီယောက်ျားလေးအချင်းချင်းပေါ့နော်တန်ရောစင်တွေ့တာကြီးတွေ့တာလေးတွေကိုဒါပြသွားတဲ့ပုံလေးတွေကထရေလာနဲ့ကတော့တကယ်အရန်ကိုတိမ်မွေးနုညံ့ပြီးတော့ထိချနေတာပေါ့နော်ဒါကားကြည့်တဲ့သူတွေကလည်းအဲ့လိုပဲထိချမယ်လို့ထင်ပါတယ်နော်ဟုတ်ယောက်ျားကတော့စခွီပေါ့နော်အနောက်တွေပါအဲ့လိုမျိုးပေါ့နော်ကိုကလည်းယောက်ျားကောင်းတော့ရေးတာတော့ဟိုပျော်ခြင်းလို့ရေးတာပေါ့နော်ပျော်ခြင်းလို့ရေးတာဒါပေမဲ့ဒီကားကတော့ယောက်ျားအိကန်ဆိုတဲ့ဇာတ်ကားကြတော့အပြင်မှာတကယ်ကျွန်တော်တို့မြင်တွေ့နေကြเนาะ character လေးတွေယောက်ျားလေးတွေထဲမှာရှိနေတဲ့เนาะဟိုစရိုက်ကလေးတွေအဲ့ဒါလေးတွေကိုပြန်ပြီးတင်ပြထားတာဆိုတော့ပို့ပြီးတော့ဟိုတဘာဝဆန်တယ်ယုတ်တိဆန်တယ် realism ဆန်တယ်ပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်တို့ကြည့်ရမှာပါပီတိပြရမှာကိုကိုတိုင်းလည်းအဲ့တော့ကမကြည့်ရသေးဘူးပြီးတော့ယောက်ျားကကျွန်တော်ဇလန်းပဲရေးပေးထားတာဇညွန်းဆရာရာဇဝင်ကိုကဘယ်လိုတွေလဲဆွမ်းပြထားမှမသိဘူးမသိတဲ့အခါကျတော့ကိုကအတဲရောက်တော့ကိုပါဥတက်နေတာတမင်တလဲကြားတလဲဆိုတာမှာကိုကပြုတ်နေပြီအဲ့ပါလေအော်ရေးတက်လိုက်တာလို့နော်ပြီးတော့ခါကျတော့တရုတ်ဆောင်နဲ့တရုတ်ဆောင်နဲ့နှစ်ယောက်ပေါ့နော်မင်းသားအဓိကမင်းသားနှစ်ယောက်ကလည်းအရန်ပြင်းတယ်လေအရန်ပြင်းတယ်သူတို့ကတကယ်ဟိုဘလို့မှမချက်မကြောက်ကိုသူတို့လှုပ်တော့တာပဲလှုပ်တဲ့ခါကျတော့ကြည့်လို့အရန်ကောင်းပါတယ်ကိုဇလန်းလေးကိုအဲ့လိုမျိုးလေးကောင်းလေးပေါ့နော်ရိုက်ပေးတယ်ပရိသတ်တွေကလည်းသဘောကျတော့ကိုကတော့အရန်ကျဉ်တတ်တာပေါ့နော်အဲ့ဒါတော့သူတို့ရွေးချယ်တဲ့မင်းသားတွေပေါ့ကိုဒီတော့မင်းသားတွေကတက်တူးပါနေလို့ပါလို့အဲ့လိုတော့မပါပါဘူးဒါပေမဲ့ဟိုရွှေတူးရိုက်မယ်ဆိုတာတော့သိတယ်သိတဲ့ခါကျတော့ဒါမျိုးလေးတွေတော့ကျွန်တော်ဟင်းတော့ထည့်ပေးထားတာပေါ့နော်
မယုံရဘူးပေါ့နော်တက်တူးတွေနဲ့ယောက်ျားလေးနဲ့မယုံရဘူးဆိုတော့ကိုကတော့နှောက်တာပါကိုတကယ်ချင်းတွေပါလေတက်တူးတွေနဲ့အများကြီးရှိရဒါပေမဲ့အဲ့တဲမှာပြောရင်တော့နားမလဲစီပိုင်းစွတ်တာအခုထိနားမလဲသေးဘူးဘာလို့ပြောတာလဲဆိုတာကိုအခုထိနားမလဲသေးဘူးဆရာရဆိုရင်ကိုနဲ့တွေ့မှမေးကြည့်ရမယ်ဟောသဘောကျတာပေါ့သဘောကျတယ်ဒါပေမဲ့ကားလေးကတော့သူတို့ကျွန်တော်ထင်တယ်စင်ဆာမှာတော်တော်မိသွားလို့ကားကနည်းနည်းတိုတယ်လို့ထင်တယ်ကြည့်ရတာမဝဘူးပေါ့နော်သူတို့နှစ်ယောက် item တွေကိုတော့ကျွန်တော်တို့ကဒီထက်ပို့ပြီးတော့ဇလန် plot လေးတွေနဲ့နောက်ထပ်ဟာတာလေးတွေနဲ့နောက်ထပ်အနည်းဆုံးမရှိဘူးဆို15မိနစ်နိုင်ဝက်စာလောက်တော့ထပ်ပြည့်ပြီးရိုက်စေစင်တဲ့ကားလေးကနည်းနည်းတိုတယ်ပေါ့နော်အဲ့ဒါလေးတော့ကိုကမကျေမနက်တော့ဖြစ်မိတယ်ဒါပေမဲ့ကြံနဲ့ရိုက်ထားတဲ့တကားလုံးကတော့ကျွန်တော်ကျေနပ်ပါတယ်လို့ဟုတ်ကိုရွှေထုံးနဲ့ကိုနေရပြီးမြတ်တာမှုပါဘူးကိုလေးတွေ့အရန်မြတယ်သူတို့နှစ်ယောက်ကတောင်းတဲ့တယောက်ဘယ်လိုပြောမလဲအကြီးငယ်လို့တော့မထင်ရဘူးတကယ်လေပင်းဖက်ပြီးပေါင်းလာပြီးတော့ဗောနော်ပြောမနာဆိုနာတငယ်ချင်းပုံစံလေးကိုသူတရုပ်ဖော်သွားတာလေးကတအားကောင်းပါတယ်လို့ဖက်ရှင်တွေကလည်းအပြည့်ဖက်ရှင်တွေကတော့မျိုးလုံးပြူနေရပဲငေးကြည့်နေရတယ်ပေါ့နော်မထင်တာဘူးအဲ့လိုမျိုးကြီးကိုပြင်းပြအဲ့လိုမျိုးကြီးဝှလိုက်မယ်လို့ကိုကျွတ်တို့အဲ့လိုဝှလိုက်မယ်မထင်တာပဲနဲ့ပြူပြီးတော့ကြည့်နေရတယ်ပေါ့နော်ဟုတ်တယ်ဟုတ်ပါတယ်ဟောနောက်ပြီးတော့သူတို့ထည့်ထားတဲ့ plot လေးတွေဆိုလည်းအရန်ကောင်းတယ်ဒါကိုယ်ဇလန်ထဲမှာလည်းပါပါတယ်ရောက်တခြားမလေးနဲ့သူကဟိုမိတ်ကလေးကိုလူရတာပေါ့နော်အဲ့တော့အဲ့ရောက်တခြားမလေးနေရတရုပ်ဆောင်နဲ့ညီမလေးရင်မေးမေးလို့ဆိုလည်းအရန်တော်ပါတယ်လို့ဟုတ်အဲ့မှာတော့ဘယ်လိုပြောမလဲဒါကတော့မိတ်ကလေးဆိုတော့ခေါင်းငုံငုံနေယောက်ျားလေးတော့တအားလေးသဘောကျပြီဘေးနားမှာယောက်ျားလေးတော့တအုံနဲ့ဖြစ်နေတာပေါ့နော်ဒါလေးတွေကတော့ဒါရိုက်တာရဲ့ဇာညိုကြီးဆရာရဲ့စိတ်ကူးညံကွန့်မျိုးမှုတွေပေါ့နော်တအားကောင်းပါတယ်တော်ပါတယ်ဒါအပြင်မှာဖြစ်လေဖြစ်ချက်ရှိရဲ့သဘာဝတွေပါလို့ဟုတ်ဟုတ်တယ်ဒီနေ့တည်းကျွန်တော်ရိုက်ဖို့ရှိတဲ့ဇာတ်ကားတွေတော့အများကြီးပါပဲနောက်လာမှလည်းဒီလမှလည်းတကားရိုက်မယ်နောက်လာမှလည်းတကားရိုက်မယ်ပေါ့နော်ဒါအားလုံးသိတဲ့ကျွန်တော်နဲ့တွဲနေကြဒါရိုက်တာတွေပါပဲဇာတ်ကားတွေကတော့တကယ်ဟိုရိုက်ဖြစ်ပြီး growth ဝဲပြီးတော့မှပဲအားလုံးဟိုအသိပေးကြပါတယ်ဒါပေမဲ့ဇာတ်ကားတွေအားလုံးကတော့တကယ်ထူးခြားတယ်ကျွန်တော်တို့လည်းထူးခြားတယ်စပြီးကြေညာတာနဲ့ဟိုပြိတ္တကဟာကနေဟင်းနေဖြစ်သွားမယ်ဇာတ်ကားမျိုးတွေပါလို့ဟုတ်ကျေးဇူးပါ